ခါတလေငပိန်းဖန်းတဲ့ပို့တွေရှိတယ်ကွာကျွန်တော်တို့ကဒိန်းဆိုကောက်ပြလိုက်တဲ့ရှိတယ်အဲ့ဒီမှာဝင်ချလာကိုယ်ဖြုတ်ချင်တယ်ကိုယ်ကအချိန်မစောင့်ကြည့်နေတဲ့ခေါင်းလေးရှိတယ်အဲ့ကောင်တွေကိုဖြုတ်ဖို့အတွက်ကွာငပိန်းဖန်းတဲ့ပို့စီကောက်တင်လိုက်တယ်အဲ့မှာပြောပြတာဒီလိုကွာဒီကောင်တွေကဘာလဲဆိုတော့ချောင်းနေချိန်ပြချောင်းနေဒီကောင်ကိုတိုက်ခိုက်ဖို့ချောင်းနေတနာဆရာကောင်လူတွေရဲ့သဘောကသူကဒီကောင်မှားပြီးစားနေထောက်မှာအဲ့တော့ဟိုနေ့က GP Trend တွေကျွန်တော်ပြောနေတယ်ဒါပေမဲ့ GP Trend တွေပြောရင်ဒါတွေကစောင့်ထဲမှာပါတာမဟုတ်ကျွန်တော်တို့တွေ့ကြုံနေရှေ့ရဆရာကြီးတွေပြောခဲ့တဲ့တွေ့ကြုံတွေဒါနဲ့အစောင့်ထဲမှာမပါဘူးမပါတဲ့ဟာတွေပြောရင်လူတွေကဒီကောင်တွေကစောင့်ကြီးနဲ့တိုက်တယ်ဟာဒါဆိုရင်ကျွန်တော်ပြောတာ main course ဆရာတို့ရောက်main course ဆရာတို့မိုးကုတ်ဆရာတို့ရောက်မှာဟာဝင်းနီးနဲ့မလို့ဘာညာပြောခံရသေးတာပဲကျွန်တော်တို့ကောင်လည်းဘာကောင်တော့ပူရစ်စင်နေကွာဘာမှမဟုတ်တဲ့လူတွေပြီးတော့ guideline တွေဆိုတာလည်းအများနဲ့ပြောင်းနေတာအဲ့လိုပဲ GP Trend ဆိုတာလည်းတကယ်တမ်းကျတော့ပြောချင်တဲ့တိပဲကနော်အားမို့ကနိုကောက်ပြောတာကျွန်တော်တို့သိတာပေါ့ကလမိုင်းတွေကတော့ပကြိုင်နိုးစစ်တွေပါတယ်တကယ်ကျတော့စိတ်တစ်မျိုးထိုးရင်ကွာငပိန်းဖန်းတယ်ဆိုတာကျွန်တော်အဲ့ post မှာရေးထားတာထိုးသေးတစ်လုံးနဲ့ထိုးလို့ရတယ်ဆက်ထွေရဆုံးဒါပေမဲ့ကျွန်တော်တို့အတွင်းချင်ကတော့တော်ငယ်လေးတက်မလာနဲ့မင်း9နှစ်တွေ့ကြုံတယ်မတက်လာနဲ့10နှစ်တွေ့ကြုံတယ်မတက်လာနဲ့အဲ့တော့20တွေ့ကြုံရှိတယ်ပြီးတော့ဘာလဲဆိုတော့ဟုတ်တယ်ထိုးလိုက်တယ်မင်းကပြမယ်ကနိုထိုးလိုက်တယ်ထိုးတဲ့စိတ်က China စိတ်ဖြစ်နေတယ်နော်ဟို China အပေါ်ပေါ့ကွာ China တောင်2မျိုးရှိတယ်ကောင်းတာရှိတယ်ပေါ်တာရှိတယ်နော်ဟိုလိုကခါလေအိန္ဒိယအစုပ်နဲ့တွေ့တယ်အိန္ဒိယမှာလည်းအစုပ်ပြက်တွေရှိတယ်ဈေးကုမ္ပဏီကအဲ့လိုမျိုးတွေအဲ့စိတ်နဲ့မိသွားရင်အဲ့ကောင်ကမတိုးတဲ့ပြင်ကိုအဲ့ကောင်မှာ resistance ရသွားတယ်မြင်မှုတယ်ကျွန်တော်တို့ကအဲ့ original structure သုံးကိုထိုးလာတဲ့လူနဲ့original ကိုကွာဒါ Ross ကလာတယ်ကွာလုံးဝဟို Ross ကဘာတော့ဆိုတော့ဒီဂျာဝါကွာ Euro brand ကြီးအစ်စ်ကြီးအဲ့ကောင်ထိုးတာနဲ့တလုံးထိုးတာနဲ့တော့အိန္ဒိယအပေါ်ထိုးတာနဲ့တခြားစီအဲ့ဒါတွေအတွေ့အကြုံတွေကပြောပြတယ်အဲ့ကြတော့ကိုရီးယားကာဘာဖြစ်ရလို့ American ပေးတယ်ဒါပေမဲ့ထိုးစိတစ်လုံးနဲ့ပျောက်တယ်ဒါပေမဲ့မြန်မာပြည်မှာကထိုးစိတွေက original မလွယ်ဘူးမလွယ်တဲ့ခါကျတော့ guideline တွေလာမပြောနဲ့ GP Trend တွေပြောချင်တယ်ဒါပေမဲ့သိရမလားပြောရင်ဆရာဝန်ပေါက်စားတွေအားစားအကုန်ဝိုင်းပြီးတော့ဝိုင်းဖြုတ်ကြမှာဟုတ်လားပြီးတော့အဲ့တော့မပြောတော့ဘူးငါနဲ့တက်တော့ဒီလို20လောက်ရှိပြီကုခဲ့တာကွာ GP အောင်မြင်တယ် GP Trend တွေပြောပြချင်တယ်ညီငယ်တို့လက်ဆင့်ကမ်းပေးချင်တယ် GP Trend တွေလည်းပြောချင်တယ်ဒါပေမဲ့ပြောလို့မရဘူးတိတော့ပြောရင်လည်းဒီကောင်တွေကသိရမလား light ထောက်တာစာနဲ့ထောက်ဟာဒုက္ခပဲစားနော်အတွေ့ချုံပဲတော့ငါတို့အတင်ခဲ့တဲ့ဆရာဝန်ကြီးတွေကဒိုးစိတ်တွေသူများမပြောဘူးကိုယ်လက်သိပြောသွားရှိထားမယ်ဒီလိုပဲပေးစားတယ်မှာတည်းဒါမရဘူးကွာမြန်မာပြည်မှာဒီဒိုးကတော့ပေးမှရတာအဲ့လိုတွေရှိတယ်ချို့နေရာတွေအဲ့လိုတွေရှိတယ်ဟိုကိုထုတ်တဲ့ကုမ္ပဏီရဲ့စိတ်ကုမ္ပဏီ quality ကြည့်ရသေးတယ်လူနာကဘယ်နှချိန်ဖြစ်ချို့လူနာကျွန်တော်မြင်မှုတယ်နော်ဆက်ထရီယာဆုံးထိုးတာနဲ့ဂနိုလေးကိုမပြောက်တဲ့မြေကိုနှစ်ခါသုံးခါတော့ထိုးစိတ်ကနေပတ်ပြီးနောက်ဆုံးရွာလေးလဲပြီးနောက်ဆုံး original ရအောင်ရှာတော့ညီမရအမေရိုးတဲ့လက်မှာပြီးအဲ့စိတ်ထိုးမှပြောက်ဆိုအဲ့ဒါမျိုးကြုံမှုတယ်အဲ့လိုတွေပြောရင်လည်းဟိုပြောရင်ငပိန်းဖမ်းတာပေါ့ကွာတခါကျတဲ့မလားစာကြီးနေခဲလိုက်တော့မင်းစားပဲလက်